လူတိုင်းမှာအဖေနဲ့ပတ်သက်တဲ့အမှတ်တရရှိတယ်လို့ကျွန်တော်မှလည်းဖေဖေနဲ့ပတ်သက်တဲ့အမှတ်တရရှိပါတယ်ဖေဖေဟာကျွန်တော်အတွက်တော့အရှားကြပါပဲဖေဖေစီကပညာမွေးနေ့တွေကိုလက်ဆင့်ကမ်းထိသိနိုင်ခဲ့တာကျွန်တော်အတွက်တော့ဂုဏ်စရာအကောင်းဆုံးပါပဲဖေဖေကသူ့ရဲ့အလုပ်ကိုတန်ဖိုးထားပြီးလူစိတ်လုပ်ပေးတဲ့သူပါသူ့ရဲ့အလုပ်ပေါ်မှာသာတန်ဖိုးထားတယ်လို့မကပါဘူးဖေဖေကမိသားစုပေါ်မှာလည်းဂရုတစိုက်နဲ့ချစ်ခင်ကျင်နာမှုပြည့်ပြီးတဲ့ဖခင်ကောင်းတစ်ယောက်ပါဖေဖေနဲ့ကျွန်တော်အတွက်အမှတ်တရဖြစ်စီမဲ့အဖိုးတန်ချစ်ချင်းမြတ်တာလက်ဆောင်တစ်ခုကိုကျွန်တော်ကိုယ်တိုင်ဖန်တီးဖြစ်ခဲ့တယ်ကိုယ်ပိုင်ဖန်တီးမှုလက်ရာတစ်ခုအတွက်ဖေဖေရဲ့ကျင်နဲ့ပီတိအပြုံးဟာကျွန်တော်အတွက်တော့ခွန်အားတစ်ခုပါပဲဗျာ